ဟိုရောက်တော့အိုရင်းဒီကလည်းမှားထားတဲ့အတိုင်းပေါ့အဲ့ဒီကလေးအိုးထဲထည့်ပြီးတော့မီးတိုက်တော့သေရောပြေးသားအရင်သေဗလားသားအရင်သေတော့ဟိုကပြန်လာရောပေါ့ပြေးသားဟာငါညီလေးလာခဲ့နဲ့အိုရင်းဒီထောင်သွားကြည့်မရှိတော့ပြန်လာဟေးမင်းငါခိုင်းလိုက်တဲ့ကိစ္စမသွားဘူးလားပြရဲ့တဲ့ကျွန်တော်သွားတယ်တဲ့အဲ့ဒါညီလေးကဂုံရင်ထိုးကစားနေရရှုံးလို့ကိုကြီးရဲ့တဲ့ကျွန်တော်ဖခင်ခိုင်းတဲ့ထံသွားလိုက်ပါမယ်အကူကြီးဂုံရင်နိုင်အောင်ကစားပေးပါဆိုလို့ညီလေးအိမ်ပြန်မရောက်သေးဘူးလားဖယားဟေးဟိုလေးကိုကျိုးနေပြီရှင်ကိုကျိုးနေပါဗောလားဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်ဓမ္မဒေးလီ channel လေးကနေတရားတော်ကောင်းလေးကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်အခုတင်ဆက်ပေးမယ့်တရားတော်ကိုနားမစင်ခင်မှာ channel လေးကို subscribe လုပ်ပြီးအားပေးခဲ့ကြဖို့မေတ္တာရပ်ခံချင်ပါတယ်အားလုံးပဲတရားတော်ကိုဆက်လက်နားဆင်ကြကြရအောင်ပါနော်အနန္တ၅ပါးကိုရှစ်ခိုးပါဤဖျားအနန္တ၅ပါးရှစ်ခိုးပြီးတဲ့နောက်ဒီကနေ့ဘုန်းကြီးဟောမဲ့ဇတ်လန်းကတတ်တော်မသေးသေတော်မတတ်သူဖြစ်ရကျွတ်တော်သုံးလောကထိုးထားသဖြင့်မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးတတ်တော်ထင်ရှားရှိတော်မူစဉ်အခါဘုရားတတ်တော်ထင်ရှားရှိတော်မူစဉ်အခါဘုရားလက်ထက်ကပေါ့ဒီတန်းစာမတယောက်ရဲ့ဝမ်းမှာတန်ဒီခရှာတဲ့6ကျင်တိုင်တိုင်တတ်တော်လဲမသေးတဲ့တငယ်ကိုဘုန်းကြီးအကြောင်းပြုပြီးတော့ဟောမှာပါရေးသားကြီးဘယ်နှကျင်တတ်တာ6ကျင်တိုင်တိုင်တတ်တယ်ပြေရလားပြေသားကြီးအဲ6ကျင်တိုင်တိုင်တတ်တာတော့မသေးဘူးကိုတန်ပြီးမှာပြေသားဒီတန်းစာမတယောက်ရဲ့ဝမ်းမှာတန်ဒီခဘယ်သူဝမ်းမှာလို့တန်ဒီခတော့ဒီတန်းစာမဒီတန်ဒီခလို့တဲ့ဆန္ဒလည်းမရှိဘူးဒီတန်းစာမတန်ဒီခလို့တဲ့ဆန္ဒမရှိတော့လေရတော်မလို့လူတော်မရဖြစ်တတ်ဒီကိစ္စတချို့သားသမီးရခြင်းနဲ့မိန်းမသားတွေမရလို့ညောင်မင်းအောက်သွားပြီးသားစုခဏတောင်းရဘူးကံကောင်းလို့ညောင်ကိုင်းပြီမသိဘူးမရခြင်းနဲ့မိန်းမတွေကြတော့လေရလာပြန်တယ်ဒီသားသမီးရမှုမရမှုနဲ့ပတ်သက်ပြီးတော့ဒါနောက်ဘဝကကုသိုလ်ဒါနရဲ့အကျိုးဆက်တွေပါပြိဿကျုပ်ဟောခဲ့ဘူးပါတယ်ဟိုသားသမီးရမှုမရမှုတချို့ကြတော့လှူတဲ့ဒါနရဲ့အပေါ်မှာကိုယ်တိုင်လည်းလှူတယ်သူများလည်းခိုင်းတယ်ဆိုတော့ကိုယ်တိုင်လှူလို့ပစ္စည်းချမ်းသာသူများခိုင်းလို့သားသမီးချွေရံပေါ်တစ်ဖက်စုံသွားနှစ်ဖက်ခြုံပေါ့တချို့ကြတော့ကိုယ်တိုင်လှူတယ်သူများမခိုင်းကိုယ်တိုင်လှူလို့ပစ္စည်းတော့ချမ်းသာပါရဲ့သူများမခိုင်းလို့သားသမီးချွေရံမရှိဘူးကိုသားသမီးချွေရမရှိလို့သူများသားသမီးခေါ်မွေးစားလဲဟိုလက်ထဲတုန်းကတော့မာတာထောင်ကိုလက်ထဲကျရှူနာရှိုက်ကိုပတ်စံတိုင်းနိုင်လို့ဆေးတိုက်ဖို့သေးတာပဲသူများမခိုင်းတဲ့လို့သားသမီးချွေရမရဘူးတချို့ကြတော့သူများကိုတော့အလှခိုင်းတယ်ကိုယ်တိုင်မလှသူများအလှခိုင်းလို့သားသမီးချွေရနေတော့ပေါ်ပါရဲ့ကိုယ်တိုင်မလှလို့စားစရာကမရှိစားစရာမရှိလို့မွဲပါတယ်ဆိုမှသားသမီးတွေကတဖြုတ်အကျိုးပေးတာဘယ်လမ်းကြားပြစ်ထားလို့မှမသိဘူးမာတာထောင်ဒီထဲကိုသူများဟိုအလှခိုင်းပြီးကိုယ်တိုင်မလှခဲ့တာတော့ဘုရားဟောတဲ့ဒါနနဲ့မသိရှာသဖြင့်ကလေးတွေကျိန်စေဆင်းရဲလို့မွဲလို့သားသမီးတွေများလာတော့ကျိန်စေပေချင်းစိုးပြီဒီတော့သေးကူပါအေးသေဘူးဟိုကလည်းဆန်းစေးကြီးပါလို့ဟိုကချင်းစုံလေးက30လုံးတောင်ကိုအောင်စားတယ်လေဒုက္ခပဲကလေးတွေကျိန်စေမကျိန်စေနဲ့သူ့အကျိုးပေးနဲ့သူပဲ
တာသမီများလာတာဒီနောက်ဘဝကသူများအလှခိုင်းတယ်ပစ္စည်းချမ်းသာလာတာဒီကိုယ်တိုင်လှူခဲ့လို့နှစ်ဖက်ချုံဖြစ်အောင်ကိုယ်တိုင်လည်းလှူသူများလည်းအလှခိုင်းကြတော့လို့သတိပေးရကြည့်အခုပြည်တန်းစာမှာမိမိမရခြင်းတော်လည်းပဲတတ်တန်နေခလာခဲ့ဒုက္ခပဲညီမတို့ဒီကိစ္စကြီးပေါ်ပေါက်လာရင်ဖြင့်လာရမြယောက်ျားတွေဘယ်သူမှလက်မခံနဲ့ငါနေမကောင်းဘူးလို့ပြောလိုက်ကြဒီကနေ့ကစပြီးအလုံးပိတ်တယ်ဟာဘယ်ရောက်ကုန်ပါလဲဘယ်ရောက်တော့ကွာကိုင်ပိတ်တာပေါ့ဘာဖြစ်အလုံးပိတ်လိုက်6 လလွယ်10 လစောင့်ရှောက်လာခဲ့10 လကြတော့ဖွားမြောက်လိုက်ပြန်တော့ဟောသားယောက်ျားလေးပေးတာကြီးဘာလေးသားယောက်ျားလေးကောက်ကြည့်လိုက်ဟင်ကြည့်စမ်းသေချင်းစိုးလေးမင်းကလေးရတယ်ဆိုတော်သေးရဲ့ငါအလုံးကြီးကမင်းကလေးရမှာကူပေါ်လောင်ပဲရမယ်ဟုတ်သားကြည်စားမရချင်တာလာပြီးတော့ရသေချင်းစိုးလေဒင်းကြည်ပြင်းလာရင်တော့ဒီကနေ့ကနောက်ငါဖောက်တဲ့တွေပြက်ကုန်တော့မှာပဲနော်နားလည်အောင်ပြောရတာပါကျမ်းဂန်နဲ့မပါပါဘူးအရှင်းရှင်းပြောတာဒီလိုမပြောနားမလဲဘူးနားလည်လောက်တဲ့စကားနဲ့ဘုန်းကြီး3 ရတော်ပြီဒီမှာတော့ဒီလိုငါအနှုတ်ရှက်ပေးမယ်ကလေးကိုမမွေးလို့တော့အမိုက်ပုံနဲ့သွားပြစ်ထားကြဟောအမိုက်ပုံနဲ့သွားပြစ်ဒီကဘယ်မှာသွားပြစ်အမိုက်ပုံနဲ့သွားပြစ်တရားနာပြိတ္တကြီးအမိုက်ပုံနဲ့သွားပြစ်တော့ဟောတရားနာပြိတ္တကြေးကျွန်တယောက်ဒီကလေးကိုသွားပြီးတော့ရင်ကောင်တယုံယုံနဲ့ဟာဘာပါလိဆိုပြီးသွားကြည့်လိုက်တော့ယောက်ျားလေးဖြစ်ဒီထက်တရားနာပြိတ္တကြီးကောတံပြီးကတထေးကြီးကလေဟဲ့ပုံနာများဒီနေ့မင်္ဂလာရှိပါစားတထေးကြီးဒီကနေ့မင်္ဂလာရှိနေကြပါပုံနာစကားရိုးသွားကြပါပါကြောင်းလုံးမြင်းညာပုံနာသံထဲပြောတယ်ပုံနာလို့ဟောပါတဲ့အဲ့ဒါမှကျုပ်ဘေးလိုရင်ကြဖြစ်ပုံနာလို့လည်းမတတ်ဘူးဒါပေမဲ့ပါဠိပုံနာလို့ပြန်ဖန်ရွက်ရတိဟူသံနဲ့ကျွတ်တို့ဗမာကကခဂဂငတိဟူကကြာချကြညပါဠိတိဟူနဲ့ရွက်ရယေဟိကြတေဟိနံဒေသံယေစံကြဘဝမိတ်စေချာတေမန္တရေဟိသံဗုဒ္ဓသာဝဝရင်တိစုကရံသံဗုဒ္ဓဘာတွေအကုန်ချပြပါဠိကျမ်းဖန်ရွက်အဘန္တာจิรမံဇမတတတတဟိဝါစရေရခဇဗုဒ္ဓရူပေနတေဇဟံဒီဝယောဂတံလို့ကျမ်းဖန်ရွက်နောက်ရဗမာတွေကပုံနာတွေမေးကျန်ဒီကဆရာတော်ပုံနာလို့ခေါ်သွားတာဟုတ်သလားတဲ့မဲကျုပ်အစဉ်ပြေရင်တော့ပုံနာတွေဟုတ်တယ်လို့ဆိုဒီဖြင့်ကျမ်းဖန်ရွက်ရမေးပြီးပုံနာကိုဘုရားဒီနေ့မင်္ဂလာရှိပါစားအထေကြီးဒီကနေ့မင်္ဂလာရှိတဲ့နက်ခတ်ကောင်းတယ်ဟောဒီနေ့ဖွားတဲ့ကလေးဒီတထေကြီးဖြစ်မယ်ဧကဒီကနေ့မွေးဖွားတဲ့ကလေးဘာဖြစ်မှာလဲတထေကြီးဖြစ်မှာတဲ့ဆိုတော့တရားနာပိဋကကောတံပြီးတထေကရှောက်ပြီးစုံစမ်းလိုက်တာသူတထေကတော်ကြီးကလည်းတန်နေခထားတန်နေအရင်အမာနဲ့စုံစမ်းကြည့်လိုက်တန်နေအရင်အမာစုံစမ်းလေ့လာပြီးတော့သူကြည့်ခက်တယ်ဒီကနေ့ဆိုရင်လည်းဟမ်းကြတာတထေကတော်ပိုက်သေးရကောင်လေး၄ ရက်နေအောင်ပါနက်ခတ်ကဒီနေ့ကောင်းတာ
ရှိရမယ်ရှိရမယ်ဒီနေ့ဖွားမြောက်တဲ့ကလေးဒီနေ့ဖွားမြောက်တဲ့ကလေးရှောက်ရှာမယ်ပေးလိုက်ရင်သူ့ကျေးကျွန်တယောက်ကလည်းဒီကလေးရထားတာနောက်စုံစမ်းတော့သူသိပြီးတော့အသဗျာ1000နဲ့ဝယ်ပါရောပထမကတော့ဒီတိုင်းတောင်းတာအထေးဆိုတာဒီတိုင်းတောင်းလို့ရရင်ရမရရင်ပတ်စံအားနဲ့ဖိပြီးဝယ်ရတယ်ဟေးပေါင်းရင်အဲ့ဒီကလေးငါပေးပါကွာမင်းဆင်းရဲပါတယ်အိုးဆင်းရဲတာပဲဗျာကျွန်တော်ကုသိုလ်ကြောင့်ရတာပေးနိုင်မှုခင်ဗျဟေးကဲဒီလိုမလုပ်ပါနဲ့ကွာဟိုငွေ1000ပေးမယ်1000ဆိုတော့ကြေးကျွံရဲ့မျက်စိလေးပြူးထွက်လာဟာ1000စုနေဘူးဟာကဲကျွန်တော်ရောက်တော့မရောက်နိုင်ဘူးဗျာဒါပေမဲ့လို့ခင်ဗျားကဇွတ်လူချင်းနေလို့ဘယ်ဟုတ်မလဲသူကလူချင်းတာသူကငွေ1000လူချင်းတာဒါနဲ့ငွေ1000ယူပြီးတော့ကလေးရောင်းလိုက်ကလေးရောင်းလိုက်တော့ကောတံပီတထေးကြီးကဒီကလေးကတော့တထေးဖြစ်မဲ့ကလေးပဲတို့သားလည်းပဲငါဣတထေးတော်ကြီးမှာပေါက်ဖွားတဲ့အချိန်ခါမှာမိန်းကလေးဖြစ်ရင်ဖြင့်ဟောဒီကလေးနဲ့ပေးစားမယ်ယောက်ျားလေးဖြစ်လို့ရှိရင်ဖြင့်ဒီကလေးသေအောင်တမငါဤတထေးကြော်မွေးတဲ့ကလေးကတထေးဖြစ်မယ်သူစိတ်ထဲဒီတိုင်းရှိပြီအလျောက်ဖဲတရားနာပြိဿရေဟောကောတံပီတထေးကြော်မွေးဖွားလိုက်မိန်းကလေးမဟုတ်ဘူးဗျာယောက်ျားလေးဖွားမြောက်ယောက်ျားလေးမှလည်းသိရောဟာဒုက္ခပဲနှစ်ယောက်ဖြစ်နေပြီအလေဖြစ်မဖြစ်ဟိုကကိုသွေးကိုသားမှမဟုတ်ဖဲနဲ့ငွေနဲ့ဝဲယူထားတဲ့ကလေးကိုသွေးကိုသားဖြစ်တော့ငါဤတထေးတော်မှပေါက်ဖွားတဲ့ကလေးကိုပဲငါကြည့်ပြအောင်မွေးမယ်မဖြစ်ဘူးဒီကလေးသွားပြီးတော့အသက်ခိုင်းတာကောင်းနွားရီဝင်နဲ့ထွက်တဲ့နှချံဝမှာတရားနာပြိဿနွားရီထွက်ခံဒီအချိန်မှာနှချံဝကလေးသွားချထားကလေးကလည်းမသေးခြင်းနဲ့ကလေးဆိုတော့တရားနာပြိဿရေနွားမကြီးတကောင်ကရှေ့ဆုံးကထွက်လာပြီးအဲ့ဒီကလေးကာယခွာထားတယ်ဘေးနွားတွေတက်မနှင်းမိအောင်မထိကြိုက်အောင်အဲ့ဒါနွားကြောင်းသားလေးကမြင်ရောဟာကုသိုလ်ထူးတယ်ဘုံကန်ရှိတယ်ကလေးဘယ်နဲ့ဗျာနမကြီးကသူ့သားခဲ့သူခင်မင်းနဲ့စိတ်နဲ့ဘေးနွားတွေရောက်လာလို့မထိကြိုက်အောင်တားဆီးပြီးတော့ထားငါနဲ့ထိုင်လို့ရတယ်ကလေးဆိုပြီးတော့ကောက်ယူမွေးပြန်ရောကောသမီတထေးကြီးတခါစုံစမ်းပြန်သေကလားမသေဘူးလားစုံစမ်းမသေးဘူးအတော်အသက်ပြင်းတဲ့ကောင်မဖြစ်ဘူးဒီနွားကြောင့်သားထံသွားပြီးတော့ငါငွေ1000နဲ့သွားဝင်ဟဲ့မောင်နွားကြောင့်သားခင်ဗျာမင်းဟိုနှချမ်းဝကလေးတယောက်ရဆိုဟုတ်ကဲ့ခင်ဗျာဒီကွာမင်းဆင်းရဲပါတယ်ဆင်းရဲတဲ့ကြားတဲ့နွားကြောင့်စားရကနေပြီးတော့ကလေးတယောက်ကျွေးရမယ်ဆိုလို့ရှိရင်စားဦးအမတန်ခက်ပါတယ်ကွာငါပေးပါဒါပေးနိုင်မှုခင်ဗျာမပေးနိုင်ဘူးဗျကွယ်ဒီလိုလည်းမပြောပါနဲ့ငါငွေ1000ပေးမဟေ့ဗျာမပြနဲ့1000ဟာ1000နဲ့လဲဘူးကောင်းပြီခင်ဗျာရောငွေ1000ပေးလိုက်ငွေ1000ပေးတော့ဟိုကလေးယူသွားရောကလေးယူသွားပြီးတော့ဒီကလေးသိအောင်တဖန်ကြိုးစားမဖြစ်ဘူးဒီကလေးသိမှဖြစ်ကလေးဘယ်လောက်ငယ်ငါလည်းကိုယ်တိုင်မသိရင်ကဲတုတ်တန်သွားပြစ်ထားတာကောင်းကြည်လင်းတာစားသေရောပေါ့တော့ပြစ်မယ်ဆိုပြီးတော့တုတ်တန်သွားပြစ်တုတ်တန်ကြတော့တရားနာပြိဿဆိတ်မတဲ့ကောင်ကဝင်နိုးတိုက်နေဗျာရောဗျာကလေးလေးပြေတော့မသေးခြင်းတဲ့လူဘယ်လိုသတ်သေးရလားပြိဿမသေးဘူးတရားနာပြိဿရဲ့
ဒါနဲ့တရားနာပြိဿကြီးစိတ်မကနှုတ်တိုက်နေတာမြင်တော့စိတ်ကြောင်းသားလေးကဟာဘုံတကူရှိတဲ့ကလေးနဲ့တူရဲ့ဟန်ကြငါကုသိုလ်ကောင်းလို့ရယူထားလိုက်ပြန်ရောယူထားပြီးစိတ်ကြောင်းတဲ့ကလေးလက်ထဲရောက်တယ်ဆိုတာသူသိအဲ့ဒါလို့သူသိတော့တခါတရားနာပြိဿကြီးသွားတောင်းအလကားတောင်းလို့မရတော့ငွေ1000နဲ့ဝယ်ငွေ1000နဲ့ဝယ်ပြီးတော့တရားနာပြိဿကြီးမဖြစ်ဘူးဒီကလေးတော့သေအောင်တတ်မှာလဲ900တော့ထွက်တော့မယ်ကိုရောင်းကိုလဲသမား900သွားတဲ့လမ်းကိုငါသွားချဒီတစ်ခါဒင်းသေးရမယ်ဒီသေးရမယ်ငယ်ရွယ်သူကလေးဘယ်မှလည်းထားမပြေးထိုင်လဲလမ်းသွားချလဲသား900တဲကတရားနာပိဋကရှေ့ဆုံးမောင်းလာတဲ့လဲသမားရဲ့နွားနှကောင်ကကလေးလည်းမြင်ရောနောက်ပြန်ဆုပ်ပြီးတန့်နောက်ပြန်ဆုပ်ပြီးတန့်ဟာဘာလဲပဲအောက်ဆင်းကြည့်ကလေးဟာကလေးလေးနဲ့တူတယ်ကလေးကငိုတာလေဟာဟုတ်သားပဲကြည်စမ်းနွားနှကောင်ငါတောင်မနေရဖက်နဲ့နောက်ပြန်ဆုပ်ဘုံကန်ရှိတဲ့ကလေးငါနဲ့ထိုက်လို့ရတဲ့သားငါသားပေါ့လာခဲ့ဆိုပြီးတော့ယူသွားပြေတာဘသူလက်ထဲရောက်သွားလဲသမားလက်ထဲဒီလိုလဲသမားလက်ထဲရောက်သွားမှလည်းသိရောကွာတမီတထေးကြီးကရှောက်စုံစမ်းနဲ့ဒီကလေးမသေးသေးအောင်ရှောက်စုံစမ်းတော့တရားနာပြေးတာလဲသမားကြီးထံသွားတောင်းပေးဘူးခုကမပေးတော့ငွေ1000ပေးဝယ်ငွေ1000ပေးဝယ်ပြီးတော့သူ့လက်ထဲရောက်ဒင်းတလောက်အသက်ပြင်းတဲ့ကောင်တလောက်အသက်ပြင်းတဲ့ကောင်ဒီတခါတော့မပြန်းနဲ့လမ်းဖို့ရပေအောင်တတ်လို့လည်းမသေးဘူးလာခဲ့ဆိုပြီးတော့ကြောင်ကဘာကြီးယူသွားကြောင်ကဘာကြီးကနေကလေးကိုတအားပြစ်ချတယ်6ကဘာအောက်ကကျူထရန်လုံနေတဲ့သူတွေရဲ့ဇယပ်ပေါ်သွားကြပြန်ဝါကွမ်းနဲ့စီခံတဲ့သူအဲ့ဒီဇယပ်ပေါ်အကြဟေးဘာလဲဟာဟေးဘာလဲကြည်စမ်းဆိုတော့ကလေးကအပေါ်ကကြတဲ့ဒဏ်ရာကလေးနဲ့ငူဟာဟေးအားဖြင့်ကလေးလေးကွာဆိုယူထားလိုက်ပြန်ရောယူထားတော့မသေးမသိပြန်ရောပရိသတ်သေရလားပရိသတ်ကြီးဘယ်နှကြိမ်ရှိပါလဲသတ်မှတ်လက်ထားအောင်နော်9ကြိမ်ရှိသွားပြီ9ကြိမ်တိုင်သက်လို့ကလေးမသေးတော့အဲ့ဒီမှာယူအတော်တတ်နိုင်တဲ့သထေးပေါ့မတတ်နိုင်ဘူးလားပြိဿဩဟိုမှာ1000နဲ့ကြီးဝဲပြီးကလေးကိုတတ်ချင်တာနဲ့တောင်ငွေ1000အကုန်ခံကုသိုလ်ရခြင်းတဲ့လူတွေကအနှိုက်ခိုင်းတာခုတည်းထိမနှိုက်သေးအတော့ကွာနေတယ်နော်ပြိဿကြီးကဲကြည့်တရားနာပြိဿကြီးအဲ့ဒါလို့နဲ့သွားပြီးတော့ဝယ်ယူမိမိထံရောက်တော့ဂိုင်းမဖြစ်ဘူးဆိုပြီးတော့သူကလေးနဲ့ပေါ့လေတရားနာပိဋကအတူတကွထားရကနေပြီးတော့ဒီကလေးသေမှဖြစ်မှာမသေးလို့တော့မဖြစ်ဘူးကဲသေတဲ့နီးတော့ကြာဦးမှာအိုးဒိန်းတယ်ကြီးအိုးတွေကိုမီးဖုတ်အဲ့ဒီမီးဖုတ်တဲ့ထဲမှာဒီကလေးရောပြီးတော့ဖုတ်တတ်ခိုင်းရင်ဖြင့်သေမှာပဲအိုးဒိန်းကြီးသွားပြောမလုပ်ပါနဲ့ဗျာခဏကျုပ်ကရဲပါဟုတ်ပါဘူးအိုးတွေကိုမီးဖုတ်တဲ့ချိန်ခါမှာအိုးနဲ့ရောပြီးမီးတိုက်လိုက်ပြီးတာပဲမလုပ်ပါနဲ့ခင်ဗျာကျွန်တော်မသာရဲပါကျွန်တော်မသာရဲဘူးမသာရဲမလုပ်ပါနဲ့ကျုပ်ကြံတိုင်းအဲ့ဒီတိုင်းစီစဉ်စမ်းပါအိုးရင်းဒီထံသွားပြီးတော့အဖုတ်ခိုင်းတော်လဲမသေးသေးရလားပြိဿကြီးပဲသေးမလဲအဲ့ဒီကလေးမသေးဘူးตาအရင်သေးပြိဿဘသူသေးမှာတော့ตาအရင်သေးမှာ
သားရင်သိမဲ့ကိစ္စကလေးနဲ့ကအတူတကွတဖြည်းဖြည်းကလေးကတတ်ရင်နဲ့တဖြည်းဖြည်းအသက်ကကြီးမလာဘူးလားပြိဿအသက်ကကြီးလာတော့တရားနာပြိဿစာကလေးနဲ့ပေါ့လေဦးရင်းကြီးထံသွားအဖေအိုးဝယ်စရာကိစ္စရှိတယ်မင်းသွားဝယ်ကြည့်တော့အိုးအရေးကြီးတယ်ကွာအိုးရေးကြီးတယ်ကွာဆိုတော့အိုးသွားဝယ်ဖို့ကိစ္စကံပြိဿစဉ်းစားနော်ဟိုကသားအရင်ဖြစ်သူကအငယ်သူကအကြီးပြိဿသူကဘာတော့အကြီးတရားနာပြိဿဟိုကအငယ်အဲ့ဒါလို့အတူတကွနေပြီးတော့လာခဲ့ရမှသေးတဲ့ချင်းလို့ရော့ဦးရင်းနဲ့ထံသွားပြီးတော့မင်းဝယ်ကြည့်တော့လို့ဆိုပြီးခိုင်းလိုက်တဲ့ကိစ္စဦးရင်းနဲ့လည်းစကားထည့်ပြစ်ခဲ့ပြီကျုပ်စာနဲ့လွှတ်လိုက်မယ်ဖမ်းတာတတ်လိုက်တော့တေအောင်တတ်နော်ဟုတ်ကဲ့ကောင်းပါပြီခင်ဗျာလွှတ်လိုက်ရောစာလေးနဲ့ဟစ်တော့သူ့သားအရင်ဖြစ်တဲ့ခလေးကဂုံရင်းကစားတယ်အဲ့ဒီဂုံရင်းကစားပြီးတော့နေရမှာဟေးကိုကြီးဘယ်သွားမလို့လဲညီလေးဟိုဖခင်တထေးကြီးခိုင်းလို့ငါသွားเสียရှိလို့လာတော့မှကိုကြီးကျွန်တော်ရှုံးနေတယ်ဂုံရင်းထိုးတာကျွန်တော်ဂုံရင်းကူထိုးပေးသားမှာခင်ဗျာမဖြစ်ဘူးကွာဖခင်ခိုင်းတဲ့ကိစ္စငါရောက်အောင်သွားမှာကဲဟိုဖခင်ခိုင်းတဲ့နေရာကိုကျုပ်ဖယ်သွားပါမယ်တဲ့ဟိုကျုပ်ရှုံးထားတာဒီအနိုင်ရအောင်ခင်ဗျာပြန်ပြီးတော့ကစားနေမှာကျုပ်သွားမယ်အေးရော့ဒီစာယူသွားဆိုပြီးတော့လွတ်လိုက်တာပရိသတ်ကြီးသားအရင်ကသွားဟိုရောက်တော့အိုရင်းဒီကလည်းမှားထားတဲ့အတိုင်းဘောအဲ့ဒီကလေးအိုးထဲထည့်ပြီးတော့မီးတိုက်တော့သေရောဒီသားအရင်သေဗလားသားအရင်သေတော့ဟိုကပြန်လာရောပေါ့ပြိဿဟာငါညီလေးလာခဲ့နဲ့အိုရင်းဒီထံသွားကြည့်မရှိတော့ပြန်လာဟေးမင်းငါခိုင်းလိုက်တဲ့ကိစ္စမတော်ဘူးလားဖေရဲ့တဲ့ကျွန်တော်သွားတယ်တဲ့အဲ့ဒါညီလေးကဂုံရင်ထိုးကစားနေရရှုံးလို့ကိုကြီးရဲ့တဲ့ကျွန်တော်ဖခင်ခိုင်းတဲ့ထံသွားလိုက်ပါမယ်အကူကြီးဂုံရင်နိုင်အောင်ကစားပေးပါဆိုလို့ညီလေးအိမ်ပြန်မရောက်သေးဘူးလားဖယားဟေးဟိုလေကိုကျိုးနေပြီချေကိုကျိုးနေပါပေါ့လားဖေဘာလို့ခင်ဘာမဟုတ်ဟုတ်ပါဘူးဖေရဲ့ဖေမျက်နှာမကောင်းဘူးမျက်ရည်တွေလည်းမျက်ရည်ကြဘာရည်ကြတာကွာငါပြောနေဘာမဟုတ်ဘူးဆိုပြီးတရားနာပြေတော့အိုးတဲ့ထံတအားပြေအိုးတဲ့ကြီးအမလေးဆိုင်ပါဦးခဏလေးဆိုင်လိုက်ပါဦးတထေးကြီးအဲ့ဒါဆိုအိုးရင်းတဲ့ကြီးရဲ့ကလေးရောကလေးအမေနဲ့တော့လေတဲ့ခမည်းကအိုးတဲ့ထည့်ပြီးမီးတိုက်လိုက်ဆိုလို့ကိစ္စပြီးပြီတဲ့ဟေးကိုစိုးလည်းပါဖြစ်လားတာရဲ့လူအလေးဟောင်းရဲ့ဘယ်လိုငုံတနာမဲ့လူကြီးဆိုတော့ငုံနေပါနဲ့တနာစရာမရှိတဲ့လူကြီးခမည်းတို့လည်းတနာမှာမဟုတ်ပါဘူးတတ်တာတော့သူများသေအောင်တတ်တာအခုဘသူသေသွားတယ်သူသားအရင်သေသွားအဲ့ဒီလိုသားအရင်သေသွားတော့ဘာပြောကောင်းမလဲပရိသတ်ကြီးအတော်လေးယောဂဝေဒနာခံစားလာရထမင်းလည်းမစားဘူးအဲ့လိုလည်းမပြောဘူးခုနေကသေတဲ့ခြင်းလို့တတ်နေတဲ့သူသားလို့ခေါ်ပြီးထားတဲ့တတ်လို့မသေးတဲ့ကလေးစကားမပြောရလားပြိဿကြီးစကားမပြောဘူးဒီလိုစကားမပြောဘဲနဲ့နေပြီးတော့လာလိုက်တာနာမည်လေးကလည်းမှဲ့ထားတယ်ကျုပ်ကမဖော်ခြင်းပဲမဲ့ဖော်လိုက်ရမှာမဖော်ပဲဟောဖြစ်မလားလို့ဇက်เจ้าကပြန်နေတာကိုပြိဿနာမည်လေးကတော့ဂောသကာတဲ့ပြိဿနာမည်လေးကဘယ်သူတဲ့တုံးပြိဿကဲဂောသကကိုစကားပြောသေးရလားပြောဘူးမပြောပဲနေလာခဲ့ကလေးကတဖြည်းဖြည်းနဲ့အရွယ်ရောက်လူပြိုပေါက်လေးဖြစ်လာမဖြစ်ဘူးဒီကောင်တော့သိအောင်တတ်မှာဒင်းမသိတယ်မြငါမအေးဘူး
ငါမလေးဘူးသင်ကနက်ခတ်နဲ့မွေးဖွားတဲ့ကောင်တထေးဖြစ်မဲ့ဆိုတဲ့ကလေးဟာသင်ငါပစ္စည်းတွေငါသေးတော့ခါသင်ရပြီးတော့ငါသားရင်သိအောင်လုပ်ခဲ့တဲ့ကောင်သင်ကိုဖြင့်ငါတထေးမဖြစ်လို့ဘူးခိုင်းမြရောဟေးဟေးတာကောတကခင်ဗျာလာဦးကွက်ကြီးကိုအဖေခိုင်းရရှိလို့ဟုတ်ကဲ့ခိုင်းပါပြီရော့တမစားရွာငယ်တစ်ခုမှလေဟိုတထေးတယောက်ရှိခဲ့တထေးတယောက်ရှိတယ်ကြားလားအဲ့ဒီတထေးအိမ်ကိုမင်းထမင်းဝင်စားတထေးအိမ်ကိုထမင်းစားငါလည်းရင်းနှီးတယ်မင်းအမှုလို့ယောက်ျားတယောက်ရဲ့အိမ်ကိုဒီစားတော့ပေးလိုက်သူရဲ့ဟိုကျွေးမွေးထားတဲ့အပိုင်းတွေကပေါ့လေအဲ့ဒီအမှုလို့ယောက်ျားထံကိုဒီစားသွားပေးမင်းထမင်းစားတာကတော့အဲ့ဒီရွာငယ်ကတထေးအိမ်ဝင်စားငါပြောတာကြားလားဟုတ်ကဲ့ကောင်းပါပြီနေဦးငါထုတ်ပေးလိုက်ပစိုးအစွန်မှာစာရွက်ကလေးထုတ်ပေးလိုက်ဟိုမှာစကားထည့်ပြီးသားအမှုလို့ယောက်ျားထံမှာဒီကောင်ရဲ့စာကိုတွေ့လို့ရှိရဲ့ဖြင့်စာကပေးအောင်တတ်ပြလိုက်လို့ရေးတဲ့စာပေးသားပေးအောင်တတ်ခိုင်းတဲ့စာမှန်လည်းမသိဘာမှလည်းမသိစာကလည်းတစ်လုံးမှမတတ်ငယ်ငယ်ကလေးကသူ့ပညာသင်မပေးဘူးသူ့သားအရင်သာပညာသင်ပေးစာကလုံးဝမတတ်အဲ့ဒီတော့ကအသုံးလုံးကမရှိတော့လေကြွကြကုန်တာပေါ့လေလူပြိုပေါက်ရောက်လာတော့လေစာမတတ်တတ်ကြလားပြိဿမတတ်တော့စာလေးပစိုးစုံချီးပြီးတော့ထွက်သွားလိုက်တာဘယ်သူမှမပြနဲ့ဒီစာကိုမှားလိုက်ပေမဲ့လို့ကျွန်းအမှုလို့တတ်မဲ့အိမ်သူကအရင်မသွားပြေဘူးတထေးအိမ်ဝင်ရောတထေးအိမ်ဝင်တော့တရားနာပြိတ္တကြီးဟိုကထမင်းကျွေးကိုသံဘီတထေးကြီးရဲ့သားဆိုတာလဲသိရောဟာငါမိတ်ဆွေကြီးရဲ့သားပဲဟဲ့ကျော်မချီအောင်ဆေးပေးပြင်းခက်ဝဲဝဲစင်နေကလေးကျွေးတော့အဲ့ဒီရွာငယ်ကတထေးသမီးကလည်းကျုံမသူ့ရှိမလာတော့လှမ်းခေါ်လိုက်ညီအပြင်းမဲ့ဘာလို့ကြာကြီးနေတာတော့မရှိဘာလို့မလာတာတော့အိုးမမကလည်းမလာဆိုကောတံပီကတထေးကြီးရဲ့သားရောက်နေလို့ဒါဆောင်မမရဲ့ကြည်စမ်းပါဦးလောကသူ့လောက်လှတာတွေ့ဘူးပါဘူးသိလှတယ်မမရဲ့ဟမ်ဟေးလှတယ်လို့ပါဇက်ကရင်ပြောနော်ဘာလို့မမရဲ့ဘာပြောတာဘာပြောရမလဲတထေးသားနော်ဒီကငါအိမ်မှာအစေခံမနော်လှတယ်ဆိုတာပါဇက်ကရင်ပြောငါကြည့်ကိုမကြည့်ရသေးဘူးစိတ်ကများမဖောက်ပြန်လိုက်လေနဲ့အမလီမမရဲ့မမိတဲ့ပန်းတုံးခုလို့မလှမ်းရဲပါဘူးကဲလာလိုက်ခေမမသဘောညာကြည်စမ်းအားရပါရဟိုကအိမ်နေတော့သွားကြည့်တယ်တထေးသမီးမျက်နှာလေးလည်းမြင်လိုက်ရောဟေးလှလိုက်လေချင်းမျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ကလည်းပြည့်စုံလိုက်တာသို့တော်လည်းသူ့ကြည့်ရမလေးဆင်းရဲသားရဲ့သားသမီးကြလို့ပေးလိုက်တဲ့မုံဘိုးများမဆိုးတဲ့အထုံးကြီးလုတ်ပြီးထုံလာချင်ပါရဲ့တထေးသမီးကတိတ်မသိအောင်မနိုးအောင်စာကလေးဖြည့်ကြည့်လိုက်တော့ဟုတ်တော့မလီဒုက္ခကိုတံပီတထေးကြီးရဲ့တာအရင်မဟုတ်ပါလားသူ့အသက်သေးအောင်တတ်ဖို့ရေးတဲ့စာသူ့အပေးခိုင်းစာလည်းတတ်မထင်ပါဘူးအလိပဲတတ်မလဲမွေးစားတဲ့သားတေချောင်းကျန်လာတဲ့ကိစ္စမသေးတာတွေလည်းပဲစာထဲမှာထည့်ရေးလိုက်သူ့ရဲ့အမှုလို့ယောက်ျားထံဒီကောင်လာရင်တတ်လိုက်တော့ဆိုတဲ့စာသူခမမသိရှာပါလားတန်တားလိုက်လေချင်းဘုံကန်းရှိတဲ့ယောက်ျားနဲ့တူပါရဲ့ဒီကိစ္စဒီစာငါပြန်ရေးမှတော့မထင်နဲ့စာပြန်ရေး
ပြေးလာကြီးစာကိုပြင်ရေးတာနော်ခုခေတ်လဲစာပြင်နေရှိကြရှိဘူးလားပြေးသားကြီးစာကလည်းကိုရေးတဲ့စာမှကိုသိတာသူများရေးတဲ့စာမသိဘူးပြေးသားကြီးသူများရေးတဲ့စာသိပါမလားအိတ်ချင်းပြေးသားကြီးသူများရေးတဲ့စာသိရလားသိပါဘူးဗျလောက်ပါအဲ့ဒီတိုင်းလည်းလောက်ပါဖိုးသူတော်စာဖိုးသူတော်မှသိဘသူစာဘသူမှသိငါတော့ဖိုးသူတော်လားဖိုးသူတော်စာဖိုးသူတော်မှသိမှာပေါ့ကိုမဖိုးသူတော်မဟုတ်ပဲဘယ်သိလိမ့်ပြုံးလားရှေးတုန်းကဟိုဘုန်းကြီးเจ้าမှာဖိုးသူတော်နှစ်ယောက်ရှိဖိုးသူတော်တယောက်ကဘာလုပ်တုံးဆိုတော့ထမကြောက်တွေကိုရင်เจ้าသားတွေကပူတာတွေအဲ့ဒါတွေလှမ်းပြီးတော့ရောင်းစားတနေ့တနေ့ကြတော့တရားနာပြိဿကြီးအဲ့ဒီဖိုးသူတော်ယောဂအသေးတန်ဖြစ်အဲ့ဒါဖိုးသူတော်ဘာဖြစ်တော့ယောဂအသေးတန်ဖြစ်ယောဂအသေးတန်ဖြစ်တော့ကျန်တဲ့ဖိုးသူတော်တယောက်ကိုသွားသူရှင်မျိုးတွေသွားခေါ်ကြည့်ဒီကောင်သေးတော့မှာအခေါ်ခိုင်းရင်တရားနာပြိဿအဲ့ဒီယောဂဖြစ်တဲ့ဖိုးသူတော်ကသေရောသေတော့ရှောက်ရှာလိုက်တော့ငွေ30နဲ့စာရွက်တရွက်တွေ့စာရွက်ထဲဘုန်းကြီးဖတ်ကြည့်လိုက်တော့ထသောရာဇာသုံဒတ္တမုနိသုဒ္ဓါတတိယဒါလေးတွေ့ဘုန်းကြီးတွေစာကြံညထသောထသောပါဠိမဟုတ်အနက်မဟုတ်နဲ့ကိုယ်ယောဂါရတွေထသောရဲ့ရှေ့ကိုအဓိပ္ပာယ်ဘာမှထွက်မရထသောရာဇာသုံဒတ္တမုနိသုဒ္ဓါတတိယထသောဘုန်းကြီးတွေကောင်းချင်းဆိုင်ပြန်လာပြီဟိုသူတော်ကရှင်များတို့ဘာတော့ဗျအာမင်းတို့ချင်းတို့သိချင်းသိမှာပါကွာဒီမှာစာရေးထားတယ်ဘာတွေမှလည်းမသိဘူးပြေးတော့မှာဗျထာသောရာဇာသုဒ္ဓတမုနိသုဒ္ဓတတိယဟာဒါသေရန်စာပဲဗျအေးမင်းတို့ချင်းတော့ဟုတ်မှာပဲသေရန်စာကလည်းပြောအောင်ကွာဒီလိုဖျားတဲ့ရေးထားပုံကထသောရာဇာသုဒ္ဓတမုနိသုဒ္ဓတရိယထကတော့ထပဲဖတ်ပါဗျာတဲ့ထချင်သူအေးကောင်းပြီတော့ကိုခြံပစ်ခဲ့ဗျာသူ့ကြော်ပြီးတော့ရာဇာသွားလိုက်ဒါတိဟဂရိကနေဗျာအမေနေဟာအမေဘုန်းကြီးတွေကခုံကြော်ပြီးတော့ရာဇာသွားလိုက်ဗျာတဲ့ရာဇာဆိုတာမင်းဗျာခုနကထနဲ့မင်းနဲ့ပေါင်းတော့ထမင်းဗျာအဟုတ်ဟေးစောစောကခြံပစ်ခဲ့တဲ့ဟာကိုပြန်ပြီးကောက်လိုက်တော့ဖရတယ်အဲ့ဒါ9ချောင်းနဲ့တွက်တော့6ဖရထားနဲ့မင်းနဲ့6နဲ့ပေါင်းတော့ထမင်း6ဖရတဲ့ဟိုမနေဟာနောက်တုံထတ်တာက9ချောင်းနဲ့ဒါငွေ30ပါဖရတဲ့ရှင်မရတို့ခုနကပြတယ်10တန်တွေ့အဲ့ဒီငွေ30ဖရထမင်းကြောင့်လှမ်းရတဲ့ငွေ30ပါဖရတဲ့အဟုတ်ဟာထားတော့ရစားတုံထတ်တာထမင်းကြောင့်လှမ်းရတဲ့ငွေ30ပါဖရမုနိဖျားတဲ့မုနိကသူ့နှမမိနုဖျားမေဟုတ်ပါနောက်အဲ့ဒီမုနိရဲ့နောက်ကတပည့်တော်သုဒ္ဓါဖျားတဲ့သုဒ္ဓါကသူ့နှမမိနုရဲ့ယောက်ျားသာထုတ်ဖျားတဲ့ထုံးဟာတတိယကပေးလိုက်ပါတဲ့ဖျားတပည့်တော်ဒီစာကိုသေတန်းစာကိုတကယ်တမ်းတိတိကျကျအဓိပ္ပာယ်နဲ့ပြည့်စုံအောင်ပြောရရင်ထာသောရာဇာသုဒ္ဓတမုနိသုဒ္ဓတရေရသည်အနက်မြတ်မှာပြန်ဆိုလိုက်တော့ထမင်းကြောင့်လှမ်းရတော့ငွေ30ကိုသူ့နှမမိနုရဲ့ယောက်ျားသာထုတ်လက်သို့အပ်လိုက်ကြပါတယ်ဖေဟာအစင်းကိုပြေသွားတာဒါကြောင့်သူဟာနဲ့သူကြတဲ့တတ်ပါတယ်ဆိုမှငါကြောင့်တရားနာပရိသတ်ရေတချို့ကြတော့လေကိုရေးတဲ့စာကိုသိတဲ့ဖိုးသူတော်တွေဗမာကြတော့လေကိုရေးတဲ့စာကိုမသိတာဟာစာမတတ်လို့ပဲဖြစ်ပြီပေါ့ပြည်သားကြီးကိုဘုန်းကြီးတွေလည်းစာတတ်သားဖိုးသူတော်နဲ့ဘုန်းကြီးဆိုတော့တခြားစီမသိပဲဖြစ်ကုန်တာပေါ့မှန်လားပြည်သားကြီးတိုင်းကြည့်ခုဒီစာကိုပြင်ရေးဘယ်လိုပြင်ရေးတော့ဆိုတော့ယခုလာသောဂောသကသည်ကောသံဘီတိကငါသထေကြီးရဲ့သားဖြစ်သည်ငါဤသားအားအသေးဤသမီးနဲ့ထိမ်းမြလက်ထပ်လိုက်ပါထိမ်းမြလက်ထပ်ပြီးသောအခါမှာ
ngã ít thằng đâu ở trong cha bà lo cái ta let thắt thì chỉ của dê đã nó ông thuê của tụi mía khai mà nè bu cô rành để ăn nào cái ta ấy đi ta chơi tụi mình lấy cái đi xa dê bị số dồn thâu tha rồi mua lâu xì nhau nào tụ phê ta chơi gì thằng nhau lô đi xa ăn lâu ngủ bị để khá ra rồi ho để ăn nào cái ta có tất cả à ấy đi doang nghe cái ta chơi tụi mình lấy này bây giờ lại bà bị nhá bây giờ bị làm gì ta ấy đi lô công mà có ấy đi có tất cả bây giờ lá số để cái啥小比了送上来đi lô送上yên này mà để để biến ta chơi tụi mình này ya đi để số ra tụ tì yo chỗ khá bà về ngã tì ông tắt ta về lưu ní này mà tì vũ bên này trong mà tì bà lấy mà thô ngã lê ta ai tì để cái啥trong yoga cái là biến miễn thân là ngã mà quên ra là vì yoga mà tì vũ biến ta tối của ăn là tối ăn này yoga gì phiền làm mà lại ta ê à phê này mà có mù quê mình bia là bà ông lộ lan khó ra cái đi ăn là bây giờ tu biết gì đấy mà bây giờ ya khu là chỉ từ giờ trên này sang ra cái gì đấy chỉ lo là đi ăn là bây giờ vậy làm bị khó lại đó sai ya cái thế tao mới lấy cái phía phụ đấy thì cái sao tu phải gì toa rồi mà tu phải gì toa vậy phải tiêu ông ta ông mà về mà phía phụ thì cái sao tu gì luôn mà ê có tất cả biểu bảo gì có tâm bị ta thế gì tham qua bạn nè mà phía bảo nó mà ê nè mà con này cái sao phá cái thằng ngà con mà phía mà bộ phá cái nè mà con muốn lột biểu thế ô khét đồ ra về cô tê ông gì bị lại cái sao đấy tu ra chỉ mà tì đế vu có ta bị ta thế gì vậy ta ai lô tu xây thế thiên bị rồi ta thế gì gọi là tu phải lô thiên này đấy mà ê mà biểu mà phải lô đi cái sao biểu ra rồi mà bộ mau khó cái lô tê ông ấy và số dùng mà sai với chỉ bị rồi lô lại ta ấy đi sao gọi họ đi nằm mà này dễ dễ sâu ông chúc cả biển như thế sao trong ấp phê cả lý đâu chung được bây giờ ra cho thì mà chỉ ra à ngã sai với bây giờ ngã bà đi đâu mà hụt này chúc phát bia mẹ sâu bị rồi sao phát bia lại lẽ sao ta đó ngã thì ông ta để chỉ mong mình nè bà là tôi đó là quê mà tôi alo mà phải phụ thiên này tụi ta ai nó tê cái gì tụi ta ai phải để ngã gì lên là tê cái gì thì cái sao ngã mà tôi alo mà phải phụ cái mong tôi alo xin là nó mà lên lại bà tôi là mình mà lại bà ở đây ta khen chế du xin mà gì số đó ngã tê cái ra ngã tê cái đi ở đây ta khen mà lại luôn là mà phải phụ cái là lại khen tôi giả yo tôi rồi đi ăn bây giờ vậy ta chơi gì ở bà nhau ta chơi gì là yoga top miếng thằng nào phiền này tê lu xe phía đó họ có tất cả vậy mày áp chết để ta chơi tao mới lấy cả chẳng nhầm biết thì cái sao mà phiền phú tôi rồi ra đó sai dấu sai lên cái đôi da bụng mà lười phú tê ra rồi tê màရောက်သွားတယ်ဆိုရင်ပဲအသက်မမီတော့အလောင်းနာကပ်ပြီးတော့တရားနာပိသကြေးကျွန်တွေနဲ့တကွကောတံပီတထေးရဲ့သားဆိုတာသိတော့ကြေးကျွန်တွေပတ်စံပေးရင်းနှီးတဲ့လူတွေအနာနာကြားတဲ့လူတွေပတ်စံပေးခောတကတထေးကြီးကနေဒီပစ္စည်းတွေအပ်သွားတဲ့အကြောင်းမိမကပရိယတ်နဲ့လောက်တော့မှဟောခောတကဒီကုံဟိုခုနဲ့ကကောတံပီကတထေးကြီးပြက်စီးသောခါတထေးကြီးအရာမှာဆက်ထားလို့ခောတကတထေးကြီးလို့တွင်လာခဲ့ခောတကတထေးကြီးလို့အမည်တွင်လာသောခါဒီခောတကတထေးသည်ဘာကြောင့်သူသည်ကျိန်ဖန်များစွာအသက်ခံရသလဲဒါကလာလေဦးမဲ့ဇက်ကြောင်းပြန်တက်ခဲ့တာတော့သေရလားပြိဿ
အမိုက်ပုံစွန့်ထားတော့သေးရလားလက်တစ်ချောင်းချိုးနှချမ်းပြစ်ထားတော့သေးရလားဘယ်နှချောင်းတော့တုတ်တန်ပြစ်ထားတော့သေးရလားလင်း900သွားတဲ့လမ်းထားတော့သေးရလား6ကဘာချတော့သေးရလားအိုးသိန်းဒီရဲ့ထံမှာအသက်ခိုင်းတော့သေးရလားတောရွာသို့လွတ်တော့သေးရလားဘယ်နှကြိမ်သတ်မလီ9ကြိမ်တောင်သတ်တတ်တော်မသေးဒီဘက်ကပစ္စုပန်တစ်ပိုင်းကပြီးသွားပြီအတိတ်ကိုဆက်ရအောင်သူ့ကိုဘာကြောင့်ဒီလောက်ထိအောင်ကြိတ်နေတတ်တယ်လေဒါလိုတယ်ပြိဿမလိုဘူးလားပြိဿကြီးဟောကျွတ်တို့နောက်ဘဝသုံးလောကထိုးထားသဖြင့်မြတ်စွာဘုရားပွင့်တော်မမူခင်ဇဗူရီပါကျွန်းရဲ့မြောက်မျက်နှာအရမှာမှန်လတိုင်းအနာယောဂါတွေနှိမ့်ဆက်လို့အိတ်မှသေလိုက်တကြိတ်ဆိုတာ10ယောက်ရှိတဲ့အိမ်နှစ်ကြိတ်လူ20ရှိတဲ့အိမ်အဲ့ဒီလိုတရားနာပရိသတ်ရေလူတွေသေးကုန်တော့နောက်လင်မယား2ယောက်မဖြစ်ဘူးပြေးတဲ့လူတွေလည်းတချို့လွတ်ကုန်ပြီငါတို့လွတ်အောင်ပြေးကြစို့ကလေးလေးချီပြီးတော့ထွက်ပြေးကြထွက်ပြေးတော့အစာကလည်းမစားရထမင်းကလည်းစားပြီအဲ့ဒါလိုအစာမစားရတဲ့ဖြင့်ကလေးလေးချီပြီးတော့ပြေးတဲ့အခိုက်ယောက်ျားကကြံတယ်ခက်တယ်ဒီကလေးဒီတိုင်းချီပွေပြီးပြေးနေလို့ကတော့တို့ရဲ့ဝန်းစာတောင်အခုအခက်ဖြစ်ပြီးတော့ဟာရပြတ်တော့မယ်မဖြစ်ဘူးဒီကလေးပြစ်ထားခဲ့တာကောင်းတယ်ဆိုပြီးယောက်ျားလုပ်တဲ့လူကကလေးကိုတလှဲ့စီချီရာကသူ့လက်ထဲရောက်တော့နောက်ချမ်းနေရခဲ့ဒီလိုနောက်ချမ်းပြီးနေရခဲ့ရမှရေရှာတယ်လို့နဲ့ခြုံနဲ့ပြစ်ထားခဲ့ပြန်လာပြီဟိုကဟောမောင်ကလေးရောကလေးခြုံနဲ့ပြစ်ထားခဲ့အိုးဘယ်နဲ့ကြောင့်ပြစ်ထားခဲ့တာတော့ပြန်ယူမယ်ကျုပ်ကလေးပြန်ပြီးတော့ခေါ်ခဲ့မယ်နှမရဲ့မခေါ်ပါနဲ့ဒီကလေးခေါ်လာလို့ဒုဘာကျိုးရှိမှလဲသူ့အတွက်ပေါ်ပြီးတော့ဒုက္ခများတို့တောင်မစားရတာဘယ်နည်းရှိလဲငါတို့တောင်ဒုက္ခတွေများကုန်ပြီမဖြစ်ဘူးမခေါ်နဲ့မဟုတ်ဘူးကျုပ်သားလေးကိုကျုပ်ခေါ်မယ်ပဲတဲ့ကြောင့်တော်ဒီလိုကြံရတာတော့ကတော့ဝန်းနဲ့လွယ်မွေးတာမဟုတ်လို့ကျုပ်လေကိုလာလွယ်ပြီးတော့ဆယ်လာဖွာခဲ့တဲ့သားကျုံမထားခဲ့နိုင်ဘူးတအားပြေးယူပြီးပါလာပြန်ရောပါလာတော့နောက်တစ်ဖန်သူ့လက်ထဲရောက်တဲ့အလှဲ့ဒီလိုကလေးပြစ်ထားခဲ့ပြန်ရောပြစ်ပါများလာတော့အမေလို့သူကတော်ဒီလိုကြံရလေချင်းဒီလိုပြုတ်ရလေချင်းတာရဲ့လူအလေးရမေဝမေမထားခဲ့နိုင်ဘူးဘယ်လိုနည်းနဲ့မှအမေမပြစ်ခဲနိုင်ဘူးရဲ့လို့အမေခမကဒီနေရာပွဲတဲ့ဆိုလွန်ကန်းလေးနဲ့ပေါ့ပြိဿလွန်ကန်းလေးနဲ့ပေါ့တမောင်ရွှေသွေးအမေပြေမရနိုင်နဲ့တရဏတူနဲ့တဲ့နဲ့အမဒီတိုင်းသွားမှာကိုဗျပွဲတဲ့ဆိုရင်ပြောပါတယ်တမောင်ရွှေသွေးအမေပြေမရနိုင်နဲ့အော်မေဖခင်မဲရက်စက်နိုင်အော်လူလီနော်ဒဲကြီးတွေကနောက်ကြတယ်မိရတောက်နေပြီဒဲကနောက်ကြအော်မေဖခင်မဲရက်စက်နိုင်အော်ဒဲသွားဆောင်မအဲ့ဒီလိုအော်ရမှန်တော့ဒဲပြောနဲ့မရဘူးဒဲမဖို့ပေါ်တဲဖြစ်ကဲဒီမတရားနာပြည်သားနည်းနည်းလေးကျဲလေးអော်ပြီးဒဲလိုက်စမ်းအော်မင်းဖခင်မဲရက်စဲနိုင်အော်ဒဲသွားဟာအဲ့ဒီတိုင်းဟုတ်ပါဒဲလေးကိုနဲပါတန်းနေလွယ်ထားခံစားရတဲ့ဒုက္ခမမြင်တဲ့လူကလေး
မင်းကိုကိုလာဆဲလာအမေတန်နေလွယ်ရတယ်လေပြီးတော့ဖွာရတယ်လေအဲ့ဒါတွေဒုက္ခလို့မထင်ဘူးတာရဲ့ဒုက္ခလို့အမေမထင်ဘူးငါသားသိမယ်ဆိုလို့ရှိရင်အမေရင်ကွင်းပါပဲမင်းအဖေမတနာလို့ထပစ်ခဲ့ပေမဲ့အမေပြည့်ရနိုင်မှုရဲ့လို့တန်နေလွယ်ထားဟာခံစားရတဲ့ဒုက္ခမမြင်နဲ့မိခင်ရဲ့ရင်မကွယ်ပေါက်ဖွာခဲ့တဲ့မေတ္တာအင်အားမပြေရမအော်နဲ့မပြေပြေတော့ဘာတဲ့တို့အားမရသေးဘူးတခါထပ်ကြော့လိုက်ဦးခမရတို့အတန်အားမရလို့တမ်းမောင်ရွှေသွဲအမေပြေပြေမရနိုင်နဲ့သူကဟိုအတော်ပါမှာစီးပြေးတယ်နော်အော်မင်းဖခင်မဲရက်စက်နိုင်အော်အဲ့ဒီတိုင်းမှာဟုတ်တာဟာကြံဒီကံတရားနာလို့မင်းသားမင်းသမီးမဖြစ်လဲကံမင်းသားအောင်မေးတော့ဒါရှိတာပဲတန်နေလွယ်ထောင်းဟာခံစားမရတဲ့ဒုက္ခမမြင်နဲ့ခံစားရတဲ့ဒုက္ခတွေမြင်ရလားပြိတ္တာမြင်ပါဗျာတန်နေလွယ်ထောင်းဟာခံစားရတဲ့ဒုက္ခမမြင်နဲ့မိခင်တိုင်းရဲ့ရင်မကွယ်ပေါက်ဖွာခဲ့တဲ့မေတ္တာအင်အားဟိုလေဟန်ကြရတာနော်အဖျားသတ်တွေပါနေနဲ့တလုံးနဲ့ဆိုရတဲ့နောက်ကလူတွေဖတ်တငန်းငန်းကြီးနေပါဘူး။ကဲတရားနာပြေးတာအဲ့ဒီလိုသားလေးကိုအမေမေတ္တာအင်အားဘယ်လိုနည်းနဲ့မှမပြေနိုင်ဘူး။ငါသားကိုကိုးလားလွယ်ဆဲလာဖွာကြရတဲ့ဒုက္ခတွေဒုက္ခလို့မထင်ဘူး။သားရဲ့လိုက်ခဲပြီးတော့လို့ကလေးခေါ်သွားလိုက်တာ။ဒီလိုနဲ့တရားနာပြေးတာရေနွားမွေးမြူတဲ့အရာရောက်သွားရော။နွားမွေးတဲ့ရွာပေါ့။အဲ့ဒီရွာရောက်သွားတော့တရားနာပိဋကအစာအာဟာရကလည်းပြတ်လာတကူအစာအာဟာရပြတ်လာတော့တရားနာပိဋကရေနွားနှုတ်ဟိုရေမရောတဲ့နွားနှုတ်နှုတ်ကနာထမင်းတွေပေါ့အဖ3ယောက်ကလေးကဥမမင်းစားမမြောက်ဒီထဲတရားနာပိဋကဟိုမိမလှုပ်တဲ့လူကတော့ချင်းချိန်စားယောက်ျားလှုပ်တဲ့လူကချင်းချိန်မစားဘူးအော်ချင်းချိန်မစားတော့တရားနာပိဋကတအားပြစ်ခတ်စားရတာစားဖို့နဲ့ကြဘိုးနဲ့လည်းတချို့ခေါ်တယ်စားရဲဆိုရင်စားဖို့နဲ့မျက်ဖြူစားရဟုတ်တော့မလီဟင်တော်တယ်လူတွေလာတော့ကြောက်ပြပါဦးတော်ဟိုကသေးတော့မှမျက်ဖြူစားနေပြီရတော်တယ်လူဖြစ်တာလို့ကြုတ်ပြောပါဦးဟုတ်တယ်နော်ချုံမိမတွေငိုလဲငိုတတ်တယ်နော်ကြည်တရားနာပြေးတာတော်ဘယ်လိုဖြစ်တာလို့ကြုတ်ပြောပါအောင်ဆိုတော့မရဘူးဟင်ဟိုလေကိုစိုးနေပါဖြစ်လားတော်သားလေးကိုတော်သေးအောင်တတ်ခဲ့တာအခုတော့တော်သားလေးမသေးပဲလေတော်ကသေးပါမို့လားအမောင်ကြီးရဲ့တော်ဘသူကတတ်လို့တော့အာမလေးဘသူမှမတတ်ဖဲလေကိုဖာကိုသေးရလေချင်းတတ်တာမသေးခဲ့ဘူးပြစ္ဆုတ်ပံကျုပ်ဟောခဲ့ဘူးအခုအတိတ်မှာသူ့ဘသူကတတ်တော့သေတော့သေတယ်ဘသူမှမတတ်ဘူးဒါကြောင့်ဟိုတတ်တော်မသေးသေတော်မတတ်ဆိုတာလေကျမ်းဂန်နဲ့မပါဘူးကျုပ်ပါကျုပ်ရှောက်ရှားရှည်ပြီးမှဲ့ထားကျမ်းဖန်ပြီးတော့ဒါပတိမှဲ့တဲ့နာမည်နဲ့တော့လိုက်အောင်ဟောမှန်လားပြိဿကြီးပညာတရားဟောတဲ့မြို့တော်သေးအောင်ကရိုးပြတော်မှတောက်ခေါက်တန်းနဲ့ကျုပ်ကစစ်မြေပြင်မှာဆင်ဟောတာဟောမှာကွာဇာယုံနဲ့ကျုပ်နဲ့ကန့်ရဲ့မြို့တော်သေးအောင်ကမိခင်ရွှေလက်တေးပခက်ကျုပ်ကမင်းမင်းနှင်ထုတ်တေးတဲ့ပုတ်ကိုဟောမယ်ဒီလိုလို့ဟောခဲ့ရရုပ်ရှင်တွေကဘုရားမှာတစ်ခါဆုံတဲ့ဇာတ်ကားရိုက်တယ်ကျုပ်ကနှစ်ခါဆုံတဲ့ဇာတ်ကားအဲ့ဒီနှစ်ခါဆုံတဲ့တရားဟောရုပ်ရှင်တွေကသချင်းဆို၍ငိုရသည်ကျုပ်ကတရားဟော၍ငိုရသည်ကျမ်းဖန်ဟောရဒါပလီပေးတဲ့နာမည်နဲ့တော့ကြိုက်အောင်ဟောကြိုက်တရားနာပြိဿဟိုမှာဘယ်သူမှမတတ်ဖဲနဲ့သေပလားပြိဿသေပါပြီသူ့ကိုတတ်ရလားသူများမတတ်ဘူးငိုပြီး
မလီကိုကျိုးနဲ့ဘာဖြစ်လားတော်လေတော်သားလေးကိုပြစ်ပြီးတော့ထားခြင်းလို့ခဏခဏပြစ်ထားတော်သားမသေးပဲလေအခုတော်သေးပြီမလီကျွတ်တော်သားမင်းရောက်ကိုထားရခက်လေချင်းငိုမလို့တတိပေးရသေးတာလေသွားတော့ကျမမရွှေအာဟာရလျှော့လိုက်မယ်သွားတော့မောင်ရေတော်ဆိုနှဲကြည့်လိုက်မှကောင်းဟောသားကျုပ်တော်တဲ့6ကက်ကတမလို့ရွှေမြေရုံမာတဲ့တမလို့ရွှေမြေရုံမာတဲ့ခင်မလေးနဲ့မခင်မလေးရှေ့တော့ရှေ့ကြီးပေါ့ဗျာကိုပေါ့ကိုဆွဲကြဟုတ်တယ်လူထဲမဆွဲခြင်းလဲအိမ်ကြောက်မှဆွဲအတန်ပြောတာလူထဲအတန်မှငါးပါးမောက်နော်ကဲငိုတယ်လို့သာအောင်းမေးပါငိုတာလျှောက်ပြောမပြီးဘူးတချို့မိန်းမတွေကကြမ်းကြမ်းဖမ်းဖမ်းငိုတယ်လင်းသေးပလားဆို3ရက်လောက်နေတော့ဟိုကအသားလေးရောက်ဝါပြီးတော့ရောင်းလာဒါဘာပြောတော့သေးပြီးမှဝါပြီးလာနေတယ်ဟိုဖြင့်ရောင်းနေသွေးမရှိလို့အသားဝါတာလှပြန်တဲ့တချို့မိန်းမတွေကြတော့လဲလင်းသေးတာအနာကမငိုအဝေးကဤထဲဖွဲ့နဲ့သူများကြားကောင်းအောင်ပြောသည်တဏှာမကတာကြုံမရှိလို့မဟုတ်ပါဘူးကြောက်လို့ပါတော့ကြောက်လို့ပါတော့အဲ့ဒီမိန်းမတွေတော့ကြုတ်အံ့ရောပေါ့ပရိသတ်မသေးခင်တုန်းကလှုပ်ရွနဲ့လုံနိုင်ကြိုင်နိုင်တဲ့အချိန်တုန်းကမကြောက်ဖဲနဲ့ကြိုင်ဘာမှမလုံနိုင်မှသူကြောက်နေဘယ်လူမိန်းမတွေမသိဘူးရှာနီကန်ဒီပြောပါတယ်ရန်ကုန်တို့တာကေတတို့မဟုတ်ပါဘူးဟဲ့ဒါကြောင့်တရားတကာကြီးမောင်အောင်တို့တရားအမဖြစ်တဲ့ဗါတဲ့ကွယ်မခင်ဆွေမြင့်တို့ဒီကနေ့1338ခုတပေါင်းလာဇန်9ရက်နေ့ညဟောဒီတာကေတမှာရက်ွယ်တူနေမိတ်ဆွေသင်္ဟာပါတီကောင်စီအစရှိသဖြင့်အဖွဲ့ပေါင်းစုံလူမျိုးပေါင်းစုံဆိုပါစို့လေယောက်ျားမိန်းမကလေးလူကြီးအဲ့ဒီကဲ့သို့စုပေါင်းပြီးကျင့်ပတဲ့တရားပွဲကြီးသည်ဘုန်းကြီးအခုအထူးသဖြင့်ပြောလိုတာကတတ်တော်မတိသေတော်မတတ်သူဖြစ်ရဆိုတဲ့ဇလန်းသည်ဂောတကတထေးကြီးသည်9ကြိမ်တိုင်အသက်ခံခဲ့ရခြင်းသည်အဲ့ဒီကဲ့သို့ကလေးကိုလွှင့်ပစ်ခဲ့တယ်နေဦးနော်ရေလေအောင်နားထောင်သွားအိမ်ကပြန်ပြောတာဖဲနေဦးအဲ့ဒီလိုတရားနာပြတ်သားကြီးပြတ်သားကြီးတောင်ဖြစ်ကုန်ပါမဟုတ်ဘူးတချို့ကဇလန်းသိလူပြီဆိုရင်လှုပ်နဲ့ပြန်နေတာကဘယ်လိုဟာတွေမှမသိဘူးနေလက်စကြီးနဲ့တော်ကြစကားမပြည့်စုံမှစိုးလို့ခဏလေးတော့နေကြအောင်ဗျနည်းနည်းလေးလိုနေသေးတယ်ကြုတ်ပြောမယ်နော်အဲ့ဒီလိုတရားနာပြည့်သားကြီးယောက်ျားလုပ်တဲ့လူသေပြီးတော့လေမိန်းမဆွဲလန်းသားဆွဲလန်းပြီးတော့ဟောအဲ့ဒီရွာမှာပဲခွေးသွားဖြစ်တဲ့ပြုပါသွားပြီတုံပြိတ္တခွေးဖြစ်ပြီးတော့လေသူဖြစ်တဲ့အိမ်ကသခင်ကလည်းအဲ့ဒီခွေးကိုတရားနာပြိတ္တအမတန်မှချစ်တယ်ခွေးကလည်းခွေးချင်းမတူအလွန်လှဘလောက်လှတရားနာပြိတ္တပြုံးတိုင်းကြိုက်မယ်ထင်ပါရဲ့နော်ကြည်တော့ကောင်းမှာမဟုတ်ဘူးပေါ့ခွေးကအမွှေးလေးတွေအမလေးဒီပြခွေးနဲ့မတူဝဖြိုးလေးလှတော့သခင်ကလည်းခွေးကြနာကျွေးထားခွေးကလူစကားလေးတွေနားလေလူရဲ့အရေးအယောင်လူရဲ့ပြောတာတွေအကုန်လုံးသဘောပေါက်ဒီလိုနဲ့အဲ့ဒီအရှင်သခင်ကပြစ္ဆေကဗုဒ္ဓကြွပြီးတော့လာတဲ့အချိန်ခါမှာပြစ္ဆေကဗုဒ္ဓကိုဆွမ်းစားပင့်ရင်းနဲ့ရှင်မြတ်ဗျာတဲ့ဟောဒီတပည့်တော်နဲ့လိုက်လာတဲ့ခွေးသည်လူပါတာစကားနားလဲပါဗျာနောက်တပည့်တော်မှအာလာလို့အရှင်ဘုရားထံကိုဟောဒီခွေရောက်လာတဲ့အချိန်ခါမှာအရှင်ဘုရားတဲ့တပည့်တော်ဆွမ်းစားပင့်သောအမှဖြင့်ဒီခွေနောက်ကလိုက်ခဲ့ပါဗျာပြစ္ဆေကဗုဒ္ဓထံကိုသူကခွေကိုအဲ့ဒီလိုလျှောက်ထားနောက်နေကြတော့ခွေးကိုလွတ်
ခွေးကလည်းမှတ်ထားတယ်တရားနာပြိတ္တာဟိုသားကောင်တွေပေါ်တဲ့နေရာဌာနတွေကြတော့အရှင်သခင်ပြထားတဲ့သင်္ကေတသိပြစ္ဆေကဗုဒ္ဓသွားပင်ပြစ္ဆေကဗုဒ္ဓရှင်မြတ်ကလည်းသူမအားလိုက်ရင်ဒီခွေးလာလို့ရှိရင်အရှင်ဘုရားကိုတပည့်တော်အပင်ခိုင်းလိုက်တာပဲဘုရားဆိုတော့ပြစ္ဆေကဗုဒ္ဓကြွလိုက်လာတော့ပြစ္ဆေကဗုဒ္ဓကနောက်ကခွေးရရှိကဒီထက်တရားနာပြည်လာပြစ္ဆေကဗုဒ္ဓကမသွားတတ်တော့လမ်းချောထွက်သွားခွေးကမဟုတ်ဘူးသင်္ကန်းစာလေးဆွဲပြီးတော့လမ်းမှန်ခေါ်ဖို့လမ်းမသိခွေးနောက်လိုက်ဆိုအဲ့ဒီတုန်းကစတာပေါ့အဲ့ဒါလမ်းမသိခွေးနောက်လိုက်ဆိုတော့ကြားဘူးတယ်မဟုတ်လားအဲ့ဒီနောက်ကနေပြီးတော့ပြစ္ဆေကဗုဒ္ဓကလိုက်ပြီးတော့ဘေးဘယာပေါ်မဲ့နေရာကြတော့ကြာရီတစ်တွေအစရှိသည်မစော်ကားနိုင်သူကဟောင်းဦးပြီးတော့ပြစ္ဆေကဗုဒ္ဓပင့်သွားခဲ့တယ်အတန်ကလေးပေးပြီးတော့အဲ့ဒီကဲတော့ပြစ္ဆေကဗုဒ္ဓကိုလောင်းပြယုံနေမှာကသားရဲ့တရိษံတွေမကတ်ရအောင်မနှိမ့်ဆက်ရအောင်အတန်ပေးပြီးဟောင်းခဲ့တဲ့ကုသိုလ်ကြောင့်နတ်ပြည်မှာသွားဖြစ်သည်ခွေးဘဝကသေတော့တာဝရိန္ဒနတ်သားသွားဖြစ်တော့လေတရားနာပိဋကအဲ့ဒီခွေးဘဝကကုသိုလ်ကြောင့်အမလီဂောသကနတ်သားတဲ့ဗျို့သူ့အတန်ကနတ်ပြည်တစ်ပြည်လုံးကြားရအဲ့ဒီနတ်ပြည်မှာစုတည်သောခါကျွတ်တို့ဖျားလက်ထက်ကောတံဘီပြီးဒီတန်းစာမရဲ့ဝမ်းမှာတန်ဒီလာခတဲ့ဂောသကသည်ခုနှစ်ကပြောခဲ့တဲ့ဇလံပြစ္ဆုတ်ပံတော့နားလည်ပြီးသားမှုတထေးကြီးဖြစ်ရပါတယ်လို့သဘောပေါက်ပလားပြိဿတထေးဖြစ်ရမယ်ဘုရားခုနှစ်ကြိမ်အသက်ခံရတာဘာကြောင့်ပါလဲဟောဘာဘယ်လိုပြောရပါတယ်စောရှိပါသေးတိုင်းမမအောင်သူကလေးကိုသေအောင်ပြစ်ထားခဲ့တဲ့ကံဒါကြောင့်တရားနာပိဋကဒီနေ့ဇလန်းဟာဒီနေရာဏီကုန်းခဘအပိသပြီးမှုတရားတကားကြီးမောင်းအောင်နဲ့တရားအမခင်ဆွေမြင့်တို့မိမိတို့တရားဝဲသည်ဒီကနေ့အစပထမဏီကုန်းခဘအပိသပြီးမှုပိဋကကြီးကလည်းဒီလောက်နဲ့ကျေနပ်ကြနိုင်ပြန်တစ်ချက်ထိုးပါပြီနဲ့ဖြင့်ကစောစောလေးစတာပေါ့ဗျာကိုင်းဆိုကြတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအလုံးရလေးနဲ့ကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေအလုံးကိုရလေးညကြွရောက်လာကြတဲ့တရားနာပိဋကကြီးကျမ်းမာကြပါစေကြံသေးရလားဘသူချန်ထားသေးတယ်မတက်တဲ့လူတွေရောမိအေးလို့လားမလုံးနဲ့မိအေးမြစ်တာပို့တဲ့30ဘုံချမ်းသာကြပါစေမောင်တုတ်ကြီးအလောမောင်တုတ်ကြီးကသူနဲ့မတည့်ဘူးမိအေးလို့မတည့်တာချမ်းမှာစိုးလို့ gain မကြမ်းမာဘူးမေတ္တာပို့လို့အိမ်ပြန်ပို့ကြစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလျင်ရှေးရင်နေဖုံမုံစိတ်တွေပြစ်ပြသည်သောမိမိတို့ငရာဌာနသို့နေဝတန်တုသီခံရတာပြန်ကြပြီတော့နေဝတန်တုမေတ္တာရေပခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရအမြန်စီရောချစ်တာဆွေကလျောင်းပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ပြန်ကြစေကုန်သတည်းတရားနာယူသူအပေါင်းကိုယ်စိတ်နှပြချမ်းသာပြီးဘေးရန်ကင်းကွာကြပါစေ။